ကျွန်တော်ဒီနေ့ဗီဒီယိုမှာကျွန်တော်မနေ့တော့ကျွန်တော်တို့ဒီပြလိုက်တဲ့ဘောနော်ဒီဗီဒီယိုပါလေfull stack development for everyone ဆိုတဲ့ဗီဒီယိုကိုကြည့်ပြီးသားဆိုရင်ဒီဗီဒီယိုကိုစကြည့်လို့ရပါတယ်ကြည့်မကြည့်ရသေးဘူးဆိုရင်ကျွန်တော်ရဲ့ဒီ channel မှာဒီဓာတ်လေးကိုရှာပြီးပေါ့နော် full stack development for everyone ပါပြီဆိုတဲ့ဒီဗီဒီယိုလေးကိုရှာပြီးတော့အရင်ဆုံးကြည့်ဖို့လိုပါမယ်ဒီဗီဒီယိုကဘာအကြောင်းလဲဆိုရင်အဲ့ဒီရေးလိုက်တဲ့ကျွန်တော်တို့ဒီမနေ့တော့ကျွန်တော်တို့ဒီဗီဒီယိုမှာလုပ်လိုက်တဲ့ software ကိုကျွန်တော်တို့အနေနဲ့public ကိုဗျာဒီ internet ပေါ်ကိုကျွန်တော် domain ဒီ domain ပေါ်ကိုကျွန်တော်တို့ public ပေါ်တင်တဲ့ဒီကိုကျွန်တော်ဒီနေ့ဗီဒီယိုမှာပြပြသွားမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ဗီဒီယိုမှာကျွန်တော်တို့အဲ့တော့မနေ့တော့ project ကိုကျွန်တော်ပြန်ယူရမယ်ပေါ့နော်ဒီမှာ full note app ပညာဆိုတဲ့ဥစ္စာကျွန်တော်အဲ့ check ပြင်တင်တယ်ပေါ့နော်အဲ့တော့ဒီနေ့ဗီဒီယိုကအဲ့ဒီ deploy တဲ့နည်းကိုကျွန်တော်အဓိကအဖြစ်ပြပြသွားမှာပေါ့နော်အဲ့တော့ခဏလောက်ပြန်ဆောင်ပြန်installation တွေပြန်လုပ်လိုက်တော့ okay အဲ့တော့အဲ့လောက်တဲ့ချိန်မှာကျွန်တော်ရဲ့ channel ကို browser အနေနဲ့ဒီနည်းပညာနဲ့ပတ်သက်ပြီးတော့ဗျာလေ့လာခြင်းနဲ့တူတယ်ဆိုရင်ကျွန်တော် channel ကို join လုပ်လို့ရပါတယ်ကျွန်တော် channel ကနေပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းဒီပြန်နဲ့ပတ်သက်ပြီးတော့လေ့လာရင်လည်းsharing လုပ်ပေးတဲ့ channel မလို့browser အနေနဲ့ subscribe လုပ်တော့အတွက်ကျွန်တော်တိုက်တွန်းပါတယ် okay အဲ့တော့ဒီမှာပေါ့နော်ဒီ video မှာကျွန်တော်ဒီ application software တခုကိုကျွန်တော်လုပ်တဲ့နည်းကိုကျွန်တော်အဲ့ video မှာအပြည့်အစုံတရားတင်ပေးထားပါတယ်အဲ့တော့ဒီမှာဆိုရင်ဒါကိုယ့်ရဲ့ note app တခုကိုကျွန်တော်တို့ဒါကျွန်တော်ဒါဘာမှ coding လေ့လာစရာမလိုဘဲနဲ့coding လေ့လာစရာမလိုဘဲနဲ့ကိုယ်ပိုင်ကျွန်တော်ဒီ AI ခိုင်းပြီးတော့ဗျာprompt လေးနဲ့ပဲကျွန်တော်တို့ကိုယ်ပိုင် application web application တခုကိုကျွန်တော်တိဆောက်သွားတာဖြစ်တယ်အဲ့တော့ application ကိုကျွန်တော်အနေနဲ့ public ပေါ်ရှားသူတွေသုံးလို့ရအောင်ဒီလိုတင်တယ်ပေါ့နော်ကျွန်တော်ဒီဗီဒီယိုမှာကျွန်တော် free တင်နည်းကိုပဲကျွန်တော်ပြပြသွားမှာပေါ့နော်ဘာလို့လဲဆိုတော့ okay deploy this application ဆိုကျွန်တော်လုပ်ကြည့်လိုက်ပေါ့နော်အဲ့ဆို तू က notify မှာ तू တခါတည်းdeploy လုပ်ပြီးသွားတယ်ပေါ့နော်အဲ့တော့ဘာမှတော့လုံးစရာမလို what the fuck ဟုတ်တယ်ကျွန်တော်လည်းကိုယ်မှာဆန်းကြည့်ရ deploy ဆို button လေးကိုနှိပ်လိုက်တော့ तू ကဒီမှာ deploy this application ဆိုပြီးတော့ဗျာကျွန်တော်တို့ဒီတင်သူကလည်းသူ auto ကကျွန်တော်တို့တင်ပြီးသားတယ်ပေါ့ဘာမှတော့ကိုကဘာမှလုပ်စရာမလိုတကယ်တမ်းဆိုရင်ကျွန်တော်အကယ်၍အဲ့ pattern မပါခဲ့ဘူးဆိုရင်ကျွန်တော်အနေနဲ့download လုပ်ပြီးတော့အဲ့ဒီဥစ္စာနည်းနည်း extra လေးထပ်သွားရမယ်ပေါ့နော် manually ဆက်သွားရမယ်ဒါပေမဲ့ extra တွေဘာမှလုပ်စရာမလိုကျွန်တော် deploy ဆိုနှိပ်လိုက်ရုံနဲ့ကျွန်တော်ဒီမှာသူကလည်း free ဘယ်လိုမျိုးnotify ပေါ်ဘယ်လိုတင်ပေးမလဲသူကလည်းသူအလုံးတင်ပြီးရပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်ဒီမှာ notify ပေါ်တင်ပြီးသွားပြီတင်ပြီးသွားပြီဆိုရင်ဒီမှာ open website ဆိုရှိတယ်ဗျာအဲ့လိုကျွန်တော်နှိပ်လိုက်တစ်ချက် control P ပြီးတော့ click ချက်နှိပ်လိုက်ပါအဲ့ဆိုရင်ကျွန်တော်ဒီမှာကျွန်တော်ရဲ့ application ကိုဒီမှာစသုံးလို့ရတယ်အဲ့တော့ကျွန်တော်ဆန်းပြဒီမှာဒီ application ဆိုတဲ့ဥစ္စာကိုကျွန်တော် copy ကူးလိုက်ပါတော့ copy ကူးပြီးတော့ကျွန်တော်ဒီမှာဒီဘက်ကိုသွားလိုက်တစ်ချက်ကျွန်တော်တခြား website ကိုသွားလိုက်ပေါ့တခြား Chrome ကိုသွားမယ်သွားပြောလို့ရှိရင်အဲ့ဒီ link ကိုယူသုံးလိုက်ရုံနဲ့ကျွန်တော်ရဲ့ application က public ပေါ်ကိုတန်းရောက်သွားပြီဖြစ်တယ်အဲ့တော့ကျွန်တော်နည်းနည်းရှုပ်မယ်တော့ထင်တယ်မရှုပ်ဘူးက what the fuck ကျွန်တော်လည်းကိုယ်မှာစမ်းကြည့်ရဆိုတော့တော်တော်လေးမိုက်တယ် shit to transfer your project or own account and you can claim this ဒါလေးပါကျွန်တော် additionally ပြပြသွားပါတော့ဒါတော့ဒီကိုယ့်ရဲ့ဒီ notify project ကိုကျွန်တော်ရဲ့ account ကိုယ်ပိုင် account ကိုကျွန်တော်တို့ပြောင်းဖို့အတွက်ပေါ့နော်ပြောင်းမယ်ဆိုရင်ကျွန်တော်ဒီ URL ကိုကျွန်တော်တို့ကိုယ်ပိုင်ကျွန်တော်တို့ရဲ့ဒီ domain ဟိုထဲမှာပြန်ပြီးတော့သုံးဖို့ပေါ့နော်ကိုယ်ပိုင် account အနေနဲ့ကိုယ်ပိုင်အဲ့တော့အဲ့ဒါလေးလုပ်ဖို့ရတယ်အဲ့ဒါလုပ်ဖို့ address ဆိုရင်ကျွန်တော်အနေနဲ့ကဒီ NEDLIFY ဆိုပြီးတော့ကျွန်တော်တို့ရိုက်ရှာလိုက်website မှာရိုက်ရှာပြီးတော့ enter ခေါက်လိုက်ပါ enter ခေါက်လိုက်ရင်ဒီပုံမှာဒီလို logo လေးနဲ့ကျွန်တော်ဒီ notify skill and shift faster ပညာဆိုတဲ့ဥစ္စာလေးနှိပ်လိုက်ဗျာနှိပ်လိုက်ပြီးတော့ account မ create ရသေးဘူးဆိုရင် account create လိုက်ပေါ့နော်ကျွန်တော်ရဲ့ဒီ mail ရကျွန်တော်ဒီ YouTube channel အတွက်ကျွန်တော်ခါရဲတွဲထောင်ထားတဲ့ channel ဆိုတော့ကျွန်တော်တရားဖွင့်မထားဘူးပေါ့နော်ဖွင့်မထားတဲ့အတွက်ကြောင့်ကျွန်တော်account create လုပ်လိုက်မယ်ဒီမှာတခါအဲ့တော့ game နဲ့လုပ်လို့ရတယ် mail နဲ့လုပ်လို့ရတယ်ပေါ့ sign in with mail နဲ့ပဲကျွန်တော်လုပ်လိုက်မယ်ပေါ့နော်အဲ့တော့ပညာကိုပြန် password use down okay sign in okay ဒါဆို password set ပညာလုပ်ပြီးတော့ check ရမေးတယ်မြင်မေးတော့ set ပေါ့အဲ့တော့ပြောရဆိုရင်ကျွန်တော်ရဲ့ Gmail ကိုသွားလိုက်သွားပြီးတော့လို့ရှိရင် notify ကိုသွားလိုက်သွားပြီးရင် notify နဲ့ကျွန်တော်တို့မေးလာပို့တယ်အဲ့ဒါလေးကိုကျွန်တော် notify မေးနှိပ်လိုက်ရုံပဲပြ okay အဲ့ဆိုရင်တော့ကျွန်တော်တို့လုံးဝကျွန်တော် account create တဲ့ session ကကျွန်တော်အောင်မြင်သွားပြီ okay အဲ့လိုအောင်မြင်သွားပြီဆိုရင်ကျွန်တော်တို့ main ရဲ့ name ကိုကျွန်တော်ထည့်ခံလို့ရတယ် is a teach by အဲ့ဆိုပြီးကျွန်တော်ရွေးလိုက်ပြီပေါ့နော်work လား personal အဲ့ပြီးတော့ personal site ပေါ့ဗျာjunior water block မှာအဲ့လေအဲ့တော့ project name ကကြတော့ project name ကကြတော့ကျွန်တော်တို့ဒါ is a teach ပေါ့ teach by fresh ကကျွန်တော် channel ပေါ့နော် channel က
teach by ပဲရေးလိုက်ဗျာ continue apply ပေါ့နော်ဒါရတော့ကျွန်တော်တို့ဒါသူကဘာနဲ့ပါ skip this step ပဲကျွန်တော်နှိပ်လိုက်မယ်ဒီမှာတော့ဘဝစာကြောင်းနဲ့ skip this step ဆိုတော့နှိပ်လိုက်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာစပြီးတော့ကျွန်တော်မြင်ရပြီကျွန်တော်ရဲ့ account creation ကအောင်မြင်သွားပြီအဲ့လိုအောင်မြင်သွားပြီဆိုတော့လည်းကျွန်တော်ခုနကတော့ကကျွန်တော်ဒီဘက်ကနေပြီးတော့ဒီto transfer ဆိုပြောတယ်ဒီ link လေးနှိပ်လိုက်ရင်ပေါ့နော်ဒီ link လေးနှိပ်လိုက်ချာတဲ့ပြောတယ်ဆိုရင် video ရိုက်လိုက်အောင်လေသွားထားတော့အဲ့ဒီ link ကိုနှိပ်လိုက်ရင်ဗျအမှန်တကယ်တော့ကျွန်တော် page တစ်ခုပေါ်လာလိမ့်မယ်အဲ့ဒီမှာကျွန်တော်တို့ claim CL လေးရရင် claim ဆိုတဲ့ button လေးရှိရဗျအဲ့ဒါလေးနှိပ်လိုက်ဗျကျွန်တော်တော့ဒါနှိပ်ကြမလို့တော့ကျွန်တော်ချိန်ပြီးတိုင်းဖြစ်သွားလို့ခုနကတော့ကျွန်တော်လုတ်ပြန်ပြတိုင်းမဲ့ video ကမရိုက်လိုက်အောင် video ကဘာဖြစ်သွားအဲ့ဒါတက်ပြီးပြတ်သွားအဲ့တော့ထားပါတော့အဲ့လို claim ဆိုတဲ့ button လေးနှိပ်လိုက်ရင်ဒီလိုမျိုးဖြစ်သွားလိမ့်မယ်ဗျဒီထက်ရောက်သွားလိမ့်မယ် claim ဆိုတဲ့ button ကိုနှိပ်လိုက်ရင်တော့ဒီမှာဒီလိုမျိုးလေးရောက်သွားလိမ့်မယ်အဲ့လိုမျိုးရောက်သွားပြီဆိုတာနဲ့ကျွန်တော်အနေနဲ့ကဘာမှ trade လုပ်စရာမလိုဘူးခုနကတော့သူက random name ရှိရဗျ random name ခုနကတော့ဒီမှာrandom မပေါ်တော့ဗျထားပါတော့အဲ့ random name တစ်ခုရှိနေလေဗျဒီမှာအဲ့ random name ကိုကျွန်တော်အနေနဲ့ကိုယ့်ရဲ့ကိုယ်ပိုင်ပေါ့ကိုယ်ပိုင်နာမည် change နေဆိုရင်ဒီမှာsite configuration ဆိုတာရှိတယ်ဗျဒီဘက်မှာလည်းတောက်လို့ရတယ်ဘယ်လိုပဲတောက်ပါတော့ site configuration ဆိုတဲ့ section တွေကိုရောက်ပြီးတော့နောက်နှိပ်ပြီးတော့လို့ရှိရင်ဒီမှာ site information ဆိုတဲ့နေရာကိုရှာပြီးတော့လို့ရှိရင်ဒီမှာ site name ဘာညာဆိုဒီမှာ site name မှာဆက်စားချင်းသူကဒီကနေပြီး default လို့လုပ်ပြီးတဲ့ random ဥစ္စာရှိနေတယ်ကျွန်တော်တို့ဒါ change ပြဖြစ်နေတယ်ထားပါတော့ကျွန်တော်ပြန် change ပြပေါ့နော်မ change site နေနှိပ်လိုက်အဲ့ဒီဥစ္စာကိုကျွန်တော်ဒီမှာခါတယ်ကျွန်တော်တို့ဒီမှာ teach by rest ပေါ့ no teach by rest no ဆိုပြီးတော့ကျွန်တော်ရေးလိုက်မယ်အဲ့ဒီဥစ္စာကိုအပေါ်မှာတစ်ခါလေးရေးအောင်လည်းမပြီးဘူးအောက်မှာပြန်ပြီးတော့ re-enter type လုပ်ပေးရတယ်ပေါ့နှစ်ခုရေးပြရပေါ့ site name က re-enter ရဲ့နှိပ်ပြီးလိုက်ပြီဆိုရင်ပြီးရင် save နှိပ်လိုက်ရုံပဲတခါလေးသူ change ပြီးသွားလိမ့်မယ်ဒါဆိုသူ change ပြီးသွားပြီ teach by rush node.netfile.app ဆိုပြီးကျွန်တော်ရေးပြီးထားရအောင်အဲ့ဒါကိုကျွန်တော်အနေနဲ့ပြန်သုံးကြည့်မယ်ဆိုရင်ဒါ click ထောက်လိုက်ဒီမှာ okay done ကျွန်တော် deploy အနေနဲ့တော့လုံးဝအောင်မြင်စွာကျွန်တော်ပြီးဆုံးသွားပါပြီအဲ့တော့ဒီ link ကိုကျွန်တော်တကယ်ချင်းနေရှိကိုလည်းကျွန်တော်တို့ဒီကိုယ့်ရဲ့တကယ်ချင်းတွေကိုပို့ပြီးတော့လည်းစမ်းခိုင်းလို့ရတယ်ဥပမာကျွန်တော်ထားပါတော့ကျွန်တော်ရဲ့ဒီတခြား channel တွေပါလိုက် okay ဒီမှာ share သွားလိုက်ကျွန်တော်ဒီမှာ share သွားလိုက်မယ်ဆိုရင် okay ဒီမှာရပါတယ်အဲ့တော့ဒီကနေပြီးတော့လေသူတို့အနေနဲ့ဒီ random ကျွန်တော်တို့ဒီဟိုရိုက်ပြီးတော့ဗောနော် teach by ihrush notes node.netfile.app နဲ့ netfile.app ဆိုပြီးတော့ဒီလိုမျိုးပေါ့နော်ဒီလိုလေးရိုက်ပြီးအပြည့်စုံတော့ရိုက်ရမယ်ဗျဒီနောက်ကဒီ.netfile.app ဆိုတဲ့ဥစ္စာလေးကိုထည့်ရမှာပေါ့တကယ်ဒီလိုမျိုးရိုက်မယ်ဆိုတော့ဒီလိုမဟုတ်ဘူးတခြားဥစ္စာတွေတွေ့လိမ့်မယ်ဒါတော့အဲ့လိုအပြည့်စုံရိုက်ပြီးတော့ကျွန်တော်တို့ဒီလို enter ခေါက်လိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ website ကိုရောက်သွားပါပြီကျွန်တော်ရဲ့ website software web application တစ်ခုဒီလိုရောက်သွားပြီပေါ့နော်အဲ့တော့တော့မိုက်ပါတယ်ကျွန်တော် deploy ရဲ့နီးရရိုးရှင်းဆုံးနဲ့လွယ်ကူဆုံးကျွန်တော်တို့ဒါ coding knowledge လည်းလေ့လာကြမလို့ coding မပါဘဲနဲ့ပေါ့နော်ကိုယ်နဲ့ကို prompt နဲ့ပဲကျွန်တော် click pattern တွေနဲ့ click တွေနဲ့ပဲကျွန်တော်တို့သွားတယ် prompt နဲ့ပဲသွားတဲ့ဒီလုံးဝ full stack ကိုကျွန်တော်တို့အလွယ်ဆုံးနည်းရှင်းပြတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာတစ်ချက်လောက်ကျွန်တော်စမ်းကြည့်မယ်ပေါ့နော်စမ်းကြည့်မယ်ဆိုတော့ကျွန်တော်ဒီမှာဝင်ပြီးသားရှိရဆိုတော့ကျွန်တော်နာမည်ထည့်ရမယ်.gmail.com ဆိုတော့ကျွန်တော်မှတ်မိလို့ပြီးပါထားပါတော့အဲ့ focus password ဘာညာတကရတော့ကျွန်တော်ထပ်ထည့်ရမို့လို့ပါထပ်ထည့်ရပေါ့ဒီမှာ prompt လေးရိုက်ပြီးတော့add ဟိုဒီ focus password session ဘာညာပြဒါရဲကိုနဲ့ကိုစမ်းကြည့်လိုက်အောင်ဗျ prompt နဲ့ပြန်လာလို့ကိုလိုချင်တဲ့ function တွေကိုလိုချင်တဲ့ session တွေကိုထပ်ပြီးတော့ဒီ page မှာထပ်ပြီးလာပြီးတော့ဆန်လို့ရပါတယ် okay အဲ့တော့ဒီနေ့ video မှာတော့ဒီလောက်ပါပဲအားလုံးပဲပိုင်ပါအဲ့တော့အားလုံးပဲအဆင်ပြေကြမယ်လို့ကျွန်တော်ပြောရဲကျွန်တော်ရဲ့ဒီ node ဒီ node ဒီnode ကျွန်တော်လုပ်ပြထားတဲ့ဒီ application website ဒီ software လေးကိုလည်း web page လေးကိုလည်းကျွန်တော်အနေနဲ့ဒီ description မှာကျွန်တော်ဒီ link လေးကိုကျွန်တော်ချပေးထားမယ်browser အနေနဲ့တွားပြီးစမ်းနေတယ် test လုပ်ချင်တယ်ဆိုရင်လည်းတွားစမ်းလို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီဘက်ဟိုမှာ TikTok မှာဆိုလည်းဒီ comment မှာကျွန်တော် link လေးထားပေးထားတယ်ပေါ့နော်ဒါလေး copy ပြီးကိုယ့်ရဲ့ browser မှာတွား paste လိုက်အောင်ပါဗျ okay အဲ့တော့အားလုံးပဲကျေးဇူးတင်ပါတယ်အားလုံးပဲအဆင်ပြေလို့ပြောကြည့်ပါတယ်ဟုတ်ကဲ့အားလုံးပဲပိုင်ပါဒါစကားမဆက်ကျွန်တော်ရဲ့ channel ကိုလည်း subscribe လုပ်တော့ဖို့အတွက်တိုက်တွန်းချင်ပါတယ်ကျွန်တော် channel ကိုဒီကျွန်တော်နီးပညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်လည်းလေ့လာရင်းနဲ့ကျွန်တော်ရဲ့အဆင်ပြေဒါတော့လည်းအဆင်ပြေအောင်ကျွန်တော် channel မှာအကုန်လုံးကျွန်တော်လေ့လာမိတဲ့လောက်ဒီနီးပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ resource တွေအကုန်လုံးကျွန်တော်ရဲ့ channel မှာfree တင်ပေးသားမှာမလို့အားလုံးပဲကျွန်တော်ရဲ့ channel ကိုစိတ်ဝင်စားရဆိုရင် subscribe လုပ်ပြီးတော့ကြာဖို့တိုက်တွန်းချင်ပါတယ် okay အားလုံးပဲကျေးဇူးတင်ပါတယ် bye ပါ see you